ဒီနေ့ချစ်သူကြီးကလေကိုယ့်ရဲ့ညီလေးညီမလေးတွေကိုပြောချင်တာလေတို့ရဲ့မြတ်စွာဘုရားသခင်ကိုတော်မြတ်ကြီးကလူတယောက်ကြီးပွားဖို့တိုးတက်ဖို့အောင်မြင်ဖို့ဆိုလို့ရှိရင်တဲ့ကံရဲ့ဉာဏ်ရဲ့ဝရိယရဲ့၃ပါးညီမချမ်းသာမှာပါနော်အဲ့တော့တချို့သောသူတွေဆင်းရဲနေတယ်ဆိုတာလေဝရိယအားနည်းလို့ဆင်းရဲနေတာတွေလည်းရှိကြတယ်ကွာအဲ့တော့ဝရိယအားနည်းတဲ့သူတွေကတော့လေဒီနေ့လုံးလို့ရတဲ့အလုပ်ကိုမနှက်ပြင်ငါကိုရွှေ့တတ်ကြတယ်ဒီနေ့လုံးလို့ရပါလေအသားနဲ့နှက်ပြင်ငါကြမှာလောက်ပါမယ်နှက်ပြင်ငါကြကမှပဲလောက်တော့မယ်လို့အကြောင်းပြချက်တွေနဲ့ရွှေ့တတ်ကြတယ်ဒါဟာဝရိယအားနည်းတဲ့သူတွေပဲဖြစ်တယ်အဲ့တော့တို့ရွာကချစ်စွေကြီးတို့ကြီးရွာကချစ်စွေကြီးရဲ့ဘာကြီးဦးတန်းထွန်းပြောတဲ့စကားလက်ဆောင်လေးကိုဒီနေ့ကိုယ့်ရဲ့ညီလေးညီမလေးတွေကိုမျှဝေခြင်းသေးတယ်သူကဘာပြောလဲဆိုတော့ဟေးကောင်းတဲ့လောကမှာတဲ့လူတွေဟာတဲ့ပြင်းတဲ့လူပြင်းတော့နှက်ဖြင်ကတဲ့လူပြင်းတော့နှက်ဖြန်ကနှက်ဖြန်ကလူပြင်းတော့နောင်နှစ်ခါတဲ့ဒီလိုမျိုးစကားလေးလက်ဆောင်ပေးခဲ့တယ်ဟုတ်တာပေါ့ပြင်းတဲ့လူတွေကမနှက်ဖြန်ကကိုရွှေ့တတ်တယ်လို့ဖြင်းတဲ့သူတွေကလည်းနောင်နှစ်ခါနဲ့ကြုံရတတ်တယ်အဲဒါလေးကတော့တို့တော်ရွာဒလိရဲ့ဒါလေးကစကားပုံလေးဖြစ်ပါလိမ့်မယ်ဘာဖြစ်လို့လဲဆိုတော့ချစ်စွေကြီးတို့တော်ရွာကအလုပ်တွေကသူကတစ်နှစ်ဆောင်ဆိုင်ရတယ်လေပဲဆိုင်လို့ရှိရင်လည်းဒီနေ့လွဲသွားလို့ရှိရင်လာမယ့်နှစ်ကြကမှတွေ့မယ်စဘာဆိုင်လို့ဒီနေ့ရှုံးသွားရင်လည်းလာမယ့်နှစ်ကြကမှတွေ့မယ်ဆိုတာဒါကလူပြင်းတွေကလာမယ့်နှစ်ကိုပြောမယ်ဆိုလို့ရှိရင်ကျုံသွားတဲ့သဘောကိုသူကရည်ရွယ်ပြီးတော့ဒီဆောင်ပုတ်ကလေးကိုပြောခဲ့တာဖြစ်လိမ့်မယ်အဲ့တော့လူပြင်းတော့နှက်ပြင်းကလူပြင်းတော့နောင်နှစ်ခါတဲ့အဲ့တော့ဒီကြောင်းလေးနဲ့ပတ်သက်ပြီးတော့ချစ်စွေရဲ့ကိုယ့်ရဲ့ညီလေးညီမလေးတွေကိုလူပြင်းတော့နှက်ဖြန်ကဆိုတဲ့ပုံမြင်လေးအဲ့ဒါလေးပြောပြအောင်မလားဟိုတုန်းကလူတယောက်ပေါ့ကွာအဲ့တော့ဟိုတုန်းကလူတယောက်ကချစ်စွေကြီးတို့တော်ရွာမှာတော့ဟိုတုန်းကယခုလိုမျိုးလဲတွေမှာတရံလောက်ကြတာမဟုတ်ဘူးကွာထွန်းရက်ပြီးတော့စိုက်ပြိုးကြတဲ့အခါကျတော့ပြိုးတွေနှုတ်ကြတာပေါ့အဲ့တော့ तू ကပြိုးကင်းတဲ့ကို तू ပြိုးနှုတ်ကောအောင်သွားတာပြိုးကင်းတဲ့လည်းရောက် तू ပြိုးကင်းတဲ့ကိုတေချာပတ်တက်ကြည့်လဲပြီးတော့တခါတည်းခေါင်းလေးတငိမ့်ငိမ့်နဲ့ဗာပြောလဲဆိုတော့ပြိုးကင်းရတော့နှုတ်ကောင်းမဲ့ပုံပဲဆိုပြီးခါကြမှာပါလာတဲ့ကွန်းတုပ်ကိုတခါတည်းဖြီးပြီးကစင်းစုံမှာထိုင်ပြီးကွန်းရစားနေတာကိုရစားနေတဲ့လူတယောက်ကရောက်လာတခါတည်းပြိုးမနှုတ်သေးပဲနဲ့ရောက်မိရောက်ရပြောမိပြောရတယ်ဆက်မိဆက်ရစကားတွေရှောက်ပြီးတော့တခါပြောနေလိုက်တာမပြီးတော့အဲ့ဒီအချိန်မှာတခါတည်းနေရအချိန်ရလင့်လာလဲလာရောလဲထွန်သားတွေကိုထမင်းပိုးတဲ့ထမင်းတုပ်ကရောက်လာရောပေါ့ကွာရောက်လာလဲလာရောတခါတည်းလိုက်လူထမင်းစားမယ်လို့ပြောလိုက်ကောတခါတည်း तू ကတကြောထလဲပြီးတော့ပြိုးကင်းကိုတစ်ချက်မော့ကြည့်လိုက်တယ်ကွာမော့လဲကြည့်ပြီးတော့နပြိုးကင်းကတော့နှုတ်ကောင်းမဲ့ပုံမှာပဲနှုတ်လိုက်လဲမကြပါဘူးလေတဲ့ငါထမင်းစားပြီးမှပဲနှုတ်တော့မယ်ဆိုပြီးတခါတည်းထမင်းစားရောပေါ့ကွာထမင်းလဲစားလဲပြီးတော့တခါတည်းလက်တွေပါစစ်ကပ်ပြီးသွားကြတဲ့လေးထိုးလဲပြီးသွားကြထိုးနေရနေပြိုးကင်းလေးတစ်ချက်မော့ကြည့်ပြီးတော့ထပြီးကစင်းသုံးကနေကြည့်ပြီးတော့ပြိုးကင်းကတော့နှုတ်ကောင်းမှသေးကြပါတယ်တဲ့နှုတ်လိုက်လဲမကြပါဘူးတဲ့ငါတရေအိပ်ပြီးကမှနိုးကမှပဲငါနှုတ်လိုက်တော့မယ်ဆိုပြီးတခါတည်းအိပ်လိုက်တာတဲဝင်ပြီးအိပ်လိုက်တာတဲ့အဲ့တော့နေရဆောင်းကမှနိုးလဲလာတခါတည်းပြိုးကင်းပေါ်ထကြည့်လဲပြီးတော့ဟိုကြည့်ဒီကြည့်နှုတ်တော့မလို့နဲ့တခါပါဇက်ကဘာပြောလဲဆိုတော့ပြိုးကင်းကတော့နှုတ်ကောင်းမှအသေးကြပါပဲတဲ့ငါနှုတ်လိုက်လဲမကြပါဘူးတဲ့ဒီနေ့နှုတ်လဲမပြီးမဲ့အတူတူတော့မနှက်ပင်ငါမှပဲနှုတ်တော့မယ်ဆိုပြီးတခါတည်းပြန်ဝတဲ့ဒါကလူပြင်းတော့နှက်ပင်ငါဆိုတဲ့ဒါပုံမြင်လေးပဲဖြစ်တယ်ကွာအဲ့တော့တို့လူငယ်လေးတွေကိုတခုပြောချင်တာကလူငယ်လေးတွေတိုးတက်ခြင်းနဲ့အောင်မြင်ခြင်းနဲ့ကြီးပွားခြင်းနဲ့ဆိုလို့ရှိရင်လေဒီနေ့လုပ်လို့ရတဲ့အလုပ်ကိုမနှက်ဖြန်ကဘယ်တော့မှမရွှေ့ပါနဲ့လောကမှာအကျွေးထားလို့မကောင်းတဲ့အထက်မှာအလုပ်လဲပါပါတယ်နော်အဲ့တော့နောက်တစ်ခုထပ်ပြီးစကားလက်ဆောင်လေးပေးချင်တာကချစ်စွေကြီးကိုငယ်စဉ်တောင်ကြီးကလေးဘွားတုန်းကစကားလက်ဆောင်လေးပေးခဲ့ဘူးတဲ့ဆလန်ကိုရွာကဥပိုက်ကြီးတဲ့သူ့နာမည်ကလေဘာပြောလဲဆိုဟေးကောင်းနဲ့မှတ်တာမင်းအလုပ်ကြည့်လာလို့အလုပ်လုပ်ရှင်တယ်ဘယ်တော့အခါမှပြီးရေးမလုပ်နဲ့ကြွားတယ်ရအောင်လုပ်ပါတယ်အဲ့တော့ပြီးရေးမလုံးနဲ့ရအောင်လုပ်ပါဆိုတာစကားလေးကအမတန်မှကောင်းတယ်ဒါကြောင့်မလို့ဒီယနေ့အချိန်ဒီချစ်စွေကြီးဘာကိုပဲလှုပ်အလုပ်လုပ်ပြီဆိုလို့ရှိရင်သူ့ရဲ့စကားလေးကိုတွားပြီးတော့အမှတ်ရနေမိတယ်ဒါကြောင့်မလို့ချစ်စွေကြီးအလုပ်လုပ်လို့ရှိရင်ဘယ်တော့အခါမှပြီးရေးထက်ကောင်းဖို့ရအောင်လုပ်ပါဆိုတဲ့စကားလေးအတိုင်းရအောင်လုပ်တာဖြစ်တယ်အဲ့တော့ညီလေးညီမလေးတို့လည်းဘာကိုပဲလုပ်ပါပြီးဖို့ကိုမလုပ်ပါနဲ့ရဖို့ကိုလုပ်ပါလို့စကားလက်ဆောင်လေးပေးရင်အားလုံးကိုကျေးဇူးတင်ပါတယ်နော်